ချီရတဲ့ညီကောင်မောင်နှမတွေအားလုံးမိသားစုနဲ့ဝေးပါနေတဲ့ချိန်မှာခရစ်စမတ်အချိန်လေးရောက်ပြီဆိုတော့ကျွန်တော်တို့ကိုယ့်ရဲ့မိသားစုလေးကိုဒီဇင်ဘာအလွမ်းတစ်ချင်းလေးနဲ့လည်းကျွန်တော်တို့လွှမ်းရင်းနဲ့ပေါ့နော်အတူတူတည်ဆူရအောင်လို့ပြောချင်ပါတယ်